အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YNP ရဲ့ချစ်ညစ်ကိုတွေအတွက်တကွာကောင်းရွေးချယ်မှုပြုလုပ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့မှာကစားမဲ့ပွဲ၃ပွဲရှိတယ်အဲ့၃ပွဲကနေမှ YNP ရဲ့ချစ်ညစ်ကိုတွေအတွက်မန်ယူနဲ့ဘုံမောက်ပွဲစဉ်လေးကိုရွေးချယ်မှုပြုလုပ်ပေးထားတယ်လက်ရှိမန်ယူကအိမ်ဝင်းရနေ1+80ဆိုပဲကြည်တန်းပေါက်ပေးထားတယ်ပြီးခဲ့တဲ့အပတ်တုန်းကဝူးနဲ့မန်ယူနဲ့ပွဲစဉ်မှာတုန်းကထိုးသားတွေရဲ့ကြိုက်အပေါ်ဆုံးပြီးအောင်ခဲ့ရဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့အောက်တစ်ခွက်ဝင်လိမ့်မယ်လို့ယူဆမိတယ်။အဲ့တော့မန်ယူကဘုံမောင်နဲ့ level 2လို့ပြောလို့ရတဲ့ဖူဝမ် Nottingham Forest Brentford တို့ကိုအဝေးခွင်းကနေ380ဆိုပဲကြည်တန်းပေါက်ပြီးခဲ့တယ်။အဲ့ကြည်တန်းကိုအိမ်ဝင်ကြီးရနဲ့ပြန်ပြီးတွက်မယ်ဆိုရင်မန်ယူ1+30ဆိုပဲကြည်တန်းပေါက်ပြီးရလိမ့်မယ်။ဒါပေမဲ့သတိထားရမယ့်တစ်ချက်ကမန်ယူကဖူဝမ် Nottingham Forest Brentford တို့ကိုပေါက်ပြီးခဲ့တဲ့380ဆိုတဲ့ကြီးတန်းကမန်ယူကြီးကြခဲ့တဲ့ကြီးတန်းဆိုတာကိုတော့မေ့ထားလို့မရပါဘူးပြီးတော့မန်ယူနဲ့ Everton နဲ့ပွဲစဉ်မှာတုန်းကကျွန်တော်ပြောခဲ့ဘူးတဲ့မန်ယူ1+30ဆိုတဲ့ကြီးတန်းပေါက်ပေးရလိမ့်မယ်မန်ယူအခုပေါက်ပေးထားတဲ့1+80ဆိုတဲ့ကြီးတန်းဟာမန်ယူကြီးအောင်မကြီးတန်းမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီပွဲစဉ်မှာ Everton body လေးကိုရွေးချယ်ပေးခဲ့တယ်အခုမန်ယူက Everton ကိုပြီးခဲ့တဲ့ကြည်တန်းအတိုင်းပြန်ပြီးတော့လာပေးထားတာဟာEvertonနဲ့ပွဲကလိုပဲမန်ယူကြီးကြလိမ့်မယ်လို့ထိုးသားတွေတေချာပေါက်တွေးကြပါလိမ့်မယ်ဒါပေမဲ့ဒီယူဆချက်ကစနေတနေ့ခွင်နေနေ့လို့ပွဲများတဲ့ရက်တွေမှာဆိုရင်တော့ဘာပြဿနာမှမရှိဘူးဆိုပေမဲ့အခုလိုတနင်္လာညပွဲနေတဲ့ရက်တွေမှာဒီလောက်ကြီးစဉ်းစားရလွယ်ကူနေတာကြီးကတော့မယူရှင်းနိုင်ဘူးလို့ယူဆမိတယ်ပြီးတော့နောက်တစ်ချက်ကမန်ယူကဘုံမောင်တဲ့ level 2အသင်းတွေအားလုံးကိုကြီးကြခဲ့တာပါပြီးတော့မန်ယူနောက်ဆုံးကစားခဲ့တဲ့အိမ်ဝင်းနှစ်ပွဲမှာလဲဝက်ဟန် Everton တို့ကိုဂျားရက်မှာ1+ ဆိုတဲ့ကြီးတန်းတွေပေါက်ပြီးတော့ကြီးကြခဲ့တာဖြစ်တဲ့အတွက်ထိုးသားရဲ့အနေနဲ့မန်ယူကိုနေဖို့လက်တွန့်နေကြပါလိမ့်မယ်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့လက်ရှိဂိုးပေါင်းကြီးစတီကြီးတုန်းကဂိုးပေါင်းကြီး 3D ကနေအခု3.10 3.40ဆိုပြီးတော့တဖြည်းဖြည်းတက်လာပါတယ်ဒီဂိုးပေါင်းကြီးတက်လာတာကိုကြည်ချင်းအားဖြင့်အောက်အသင်းဘုံမောက်ဂိုးရမယ်ဘုံမောက်ကိုနေဆိုပြီးတော့ခေါ်ထားရဲ့ကြည်တန်ကြီးလို့ YNP ကတော့ယူဆမိရဲ့ဘာဖြစ်လို့ဒီလိုပြောလဲဆိုရင် Everton နဲ့ပွဲမှာတုန်းကဂိုးပေါင်းကြီး3+80ဆိုပဲကြည်တန်ပေါက်ပေးထားတယ်ဆိုလိုချင်တဲ့သဘောကအောက်အသင်း Everton ဂိုးရနိုင်ခြင်းမရှိဘူးဆိုပြီးတော့အပေါ်အသင်းမန်ယူကိုခေါ်ထားရဲ့ကြည်တန်ဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ပွဲစဉ်မှာအစောစီတယောက်အသာနဲ့ကိုမန်ယူအနေနဲ့တကူတော့မသွင်းနိုင်ခဲ့ပါဘူးအခုဒီပွဲစဉ်မှာဘော်ဒီကြီးအပြင်ဂိုးပေါင်းကြီးပါမြားခေါ်ထားတဲ့ဘုံမောင်အနေနဲ့တကူတော့ရလိမ့်မယ်လို့မထင်ဘူးအဲ့တော့ဘူကီအနေနဲ့မြားခေါ်ထားတဲ့ဘုံမောင်ကိုဘက်ကန်ပြီးတော့ဘူကီနဲ့အတူရှိတဲ့မန်ယူကသာထိုးစားရဲ့မထင်မှတ်တဲ့ကြီးတန်းနဲ့ကြီးရောက်သွားလိမ့်မယ်လို့ယူဆရတဲ့အတွက်မန်ယူဘော်ဒီလေးကိုသဘောကျပြီးတော့အပေါ်မှာပြောခဲ့သလိုပဲဒီပွဲစဉ်ကအောက်တစ်ခွက်ဝင်မယ်လို့ယူဆထားတဲ့အတွက်ဂိုးအောက်လေးကိုလည်းသဘောကျတယ်အဲ့တော့ဒီနေ့ရဲ့ရွေးချယ်မှုအဖြစ်မန်ယူဘော်ဒီမန်ယူဂိုးအောက်နှစ်ကွက်ရွေးချယ်ပေးလိုက်ပါတယ် YNP ရဲ့ချင်းညီကိုများအားလုံးလည်းအဆင်ပြေကြပါစေ YNP ကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းထူးကျေးဇူးတင်ပါတယ်